ô vô đó gì nó con không còn ăn ọt không có gì đây à trên đây cho mi lòng gì tức là giao bi cho in này chứ à giao trên này in này chứ à đi vào nhau view à đi lo view bây giờ mà mình mua đi à trong cái này hôm bên mà chỉ là in đi này là pa nhiều chặt đó do gia chun là bảo do đi đồ đi mi à nó chỉ lại bảo chỉ lại bảo không mà trong gió đi mà sai biểu chân này xí nó bê lô đi lâu này em đi liền anh ấy liền anh ta chơi anh taนี่cái tháng này cô quàng anh taตัวซีบอเหล่งนะแต่ซีน่ะถือตลอดเดี๋ยวนี้ฮะอ๋อมือแต่บอกว่าบ้านลีดีจ้ะนั่นเราไม่ชิวแต่ไม่ตัวใครในบ้านไม่เช่าวีได้เช่าตุ้ยเนี่ยเบียจีเซ่เนี่ยอีเซ่เนี่ยยอดยายีเลยต้องยายีเลยอินี่จีวานี่เสร็จแล้วพี่ดอกเธอขอลาบ้างยันตายลาป้าโบไปพูดทางร้านกองร้านอองนั่นก็แพงพระว้าวโอ้ไม่หรอกว่ายังเอาดองเนี่ยยังเอาดองเต็มไม่ยังရအောင်တောင်တက်ပြီးမှအစစ်ဖက်ပြန်ဆင်းလာမယ်အဲ့လိုပဲလုပ်တော့မှာဗျာတော့ရအောင်တောင်ဟိုးချင်းညောင်ကဘိုက်ကားလေးကိုပေါက်တို့တက်ခဲ့တဲ့ရအောင်တောင်အခုကျွန်တော်လည်းသွားချင်နေတာအခုရောက်ပါတော့မယ်အချိန်မှရွာမရှိတော့လို့ကျောင်းတောင်ပေါ်ထပ်တက်အောင်မယ်ဆိုတော့စာပြေလေးတခုခုဝယ်မလို့ဆိုင်လိုက်ရှာနေတာပါစာပြေလေးမရွေးထုတ်ဖြစ်အဲ့လိုစာပြေလေးဝယ်မှာစစ်နေပါရက်ခါဖြစ်ရဗျာအိမ်ဆိုင်လေးရှိတယ်တော်သေးတယ်ဗျာမရွေးလို့အားဖြစ်ဂျိုရီလေးနဲ့သွားပါတော့မယ်ဗျာအင်းနေထက်မြင့်တဲ့နေရာထပ်တက်လိုက်ပါဦးမယ်ခင်ဗျာဒီလမ်းတိုင်းလေးပေါ့7နာရီနဲ့48ထွက်ခွာလာပါပြီဗျာအင်းနေကြီးပါနေရအောင်တောင်ပေါ်ဆက်တက်ပြီးမှတောင်ကြော်ယူဟိုဖက်သွားမယ်ခင်ဗျာဟာဒါလမ်းအသစ်ဆက်ဆက်ကြီးဆိုတော့တဲခင်းနေလားထုတ်ခနဲ့နေရဘလို့ရောဟာမြင်လိုက်တာတို့နေရပါပြီလူထမ်းဘင်းရက်တယ်မရအောင်အင်းရွာကျန်နေခဲ့ပါပြီတော့ပါတော့မယ်မမအတက်ကို try ကြည့်မယ်တဲ့ကိုတော့ရောက်သွားပြီအောင်သွားပြီငါလည်း try ကြည့်မယ်အင်းနီလေးကသေးသေးလေးပဲကြံပါတော့တယ်ကျွန်တော်အရှိပဲရှမ်းရအောင်တောင်ပေါ်တက်နေပါပြီဒါနောက်ဆုံးမြင်ရတဲ့နေရာလေးပါဗျ
တက်လာခဲ့တဲ့လမ်းလေးဝါဒီထီရောက်တယ်ဗျာနင်းတက်လာတာရှာထွက်ရအောင်တောင်ပေါ်တက်တဲ့အချိန်မှာနောက်ဆုံးတွေ့ရတဲ့တစ်တော်လေးတွေပါဗျာရှေ့မှာတောင်ကရုံးတွေပဲမြင်ရတော့မယ်တပည့်ဖြေပင်လေးမျက်နှာပင်အထက်ဘလောက်ရင်ပင်ပေလဲမသိတော့ဘူးနော်တောင်ကရုံးတွေပဲဖြစ်တော့မယ်တောင်ကရုံးတွေပဲရှိတော့မယ်ဟိုးရှေ့မှာတွေ့လားဝါโอ้โหလာပါလိုက်တာပဲโอ้ဆိုအလုံးမျိုးရိုက်ချင်တာဘူးလေโอ้အဲ့ဒါရအောင်တော့တပည့်ပြင်းနဲ့မြင်းလာလေးလေးဝင်မလာလေးပဲဒီတောင်ပေါ်တက်တာကတော့တင်းနွန်းတွန်းရတာခက်များများပါပဲဝါဒါရုပ်ဆက်တက်ရအောင်မယ်လေဗျာတွန်းတက်ရအောင်ပါဟိုဟောဘလို့ရုံကွာလိုင်းရဘလို့လဲကွာညာတော့ညာတကူထားမှာသမီးနဲ့ညာတကူတာရှင်နီခွဲလေတနရီလဲရှင်နီခွဲရောရအောင်တောင်းလို့ခေါ်ပါတယ်ဗျာတခါထက်ပြီးနောက်တစ်ခါထပ်မတက်ကျင်တော့ဘူးထင်တာပဲတွန်းမဲတွန်းနေရအိုးကားနဲ့ဆို10မိနစ်ပဲလေဒီတောင်ကိုကြော်လို့ရပြီအားတက်စရာကြီးပဲတကယ်တမ်းတက်တော့မလွယ်ဘူးတချို့နေရာလေးမှာတော့ဒီလိုလေးစီးတက်လို့ရတယ်တွန်းတက်ရတာခက်မယ်များပါပဲရအောင်တောင်းနေဗျာဟိုတက်ချင်လိုက်တာမြင်ကြတဲ့ဟိုကတက်တော့လဲတော်တော်ပင်မနာပဲဟိုနားလိုက်တွန်းလိုက်နင်းလိုက်တော်မီတွေချိုးပြန်ပြီလေတွေကတိုက်တော်မီတွေလောင်းငါတို့ကသွားခလန်းလန်းပဲโอ้တော်ပြီလောတော်ပြီလောဟုတ်လားနော်ချို့မီလားသဘောကတစ်ခုတိုက်ပြီးတော့မှလောင်းတာတော့ဒီတစ်ချက်ဝေးလိုက်ဘုံဖုံဖောင်းနေလေတော့လာပါလေတောင်းတိုင်းပဲဗျာကိုဘော်ရိုင်တန်းလစ်သွားတာပဲဟိုးရှိမှစောင်းနေအော်မီးလောင်နေကြီးကျယ်ပဲဒိုးမဲတောင်ထိပ်ရောက်ပါပြီဒါဆိုရင်တော့အစင်းပဲကြံပါတော့မယ်လူသဘောအပန်းလေးနဲ့ရမ်းလာနေဗျဖြူဖွေးနေရပဲကိုတော်မဲသွားတယ်အင်မတန်ချောတဲ့ကိုတော်မဲသွားဟာရောက်ပြီဟော်ရာတွေကဒီမခံစားဘူးမှာလမ်းလစ်သွားပဲဟိုအေးစေးကြည်နေနဲ့ခံစားရင်းနဲ့ဖြည်းနှောင်းနေပဲဖြည်းဖြည်းလေးလိုက်ပါပြီမှန်ကြတော့ကိုမနိုင်တာပါโอ้ဘာမှမရှိတော့တောင်ထိပ်ပါကိုရိုးပဲရှိတော့တယ်မမီးလေးလောင်းနေတယ်နောက်မှာဒါဆိုတော့6ဆင်းပါတော့မယ်ပန်းလေးတွေကဖွေးပြီးတော့လှနေပါတယ်လှပါလေးတွေကြားမှာကိုရိုးရစပိန်စီးနေပါတယ်လေတော့ချဲကျန်းတယ်ဗျာလေတော့ချဲကျန်းတယ်တောင်ထိပ်ရောက်ပါပြီဒီထက်မြင့်တဲ့နေရာရှိပါသေးတယ်ဟိုးပေါ်တော့မတက်တော့ပါဘူးမီးလောင်သွားပါမီးလောင်သွားတယ်ဗျာအပေါ်မှာထင်းချူးနေနေဟောစရာတောင်ထိပ်ကြီးလာနေပါတယ်လို့
ဦးသီးတောင်ထိပ်ပေါ်မှာလာတွေ့ပြီမောတဲ့ချိန်ပိုချိုတယ်တဲ့ကိုတော်ပြောစပိန်ဒီနေ့တွန်းတေးပဲဒီနေ့ကတော့တော်တော်လေးကိုတွန်းလိုက်ရတောင်ထိပ်မှာဒီလိုလေးတွေ့လိုက်ရတော့မော်လေးပြေသွားပြန်ရောကောင်းလားစားကြပါဦးကောင်းလားတောင်ထိပ်မှာစားချိုးနေဘာမှတောင်ချီကိုကြည့်ပဲပေါ့ကြောက်ဒီတော့တော့ဒီနေ့ဘလို့နေရောโอเคလားโอเคတယ်မလားနောက်ဆုံးအတက်ပါခင်ဗျာနောက်ဆုံးအတက်လက်လွတ်မခံဘူးစီးလိုက်ပြီနောက်ဆုံးအတက်ကတော့လက်လွတ်မခံတော့ဘူးဆိုတော့မတက်ရမှာဆိုလို့ရန်လာပါပဲကွာโอ้ဘက်ထရီနှလုံးနဲ့ပါကွာနားရတာကွာအများကြီးကိုရိုက်ပလိုက်ချင်တာဒီလိုမျိုးကြီးโอ้ဝါလာဟိုမှာရအောင်တောင်ရဲ့ဖျားတောင်ဟိုအဲ့လိုကိုလာတာပါဗျာဘက်ထရီမတော့တော့ဗျာမပြောတော့ကွာမျိုးလေးဝါမှာရအောင်တောင်ရောတက်ပါရောက်ခါကြီးသွားလေလိုက်မလဲလို့မရအောင်နောက်တစ်ခါရောက်ဖို့လည်းမလွယ်ဘူးရောက်ပြီရောက်ရှိပါပြီပြုတ်သမျှကုသလာကိုအမြဝေးပါတယ်ခင်ဗျာ30ပုံသောသတ္တဝါနတ်လူပြမအပေါင်းသတ္တဝါပေါင်းတို့အားလုံးရကြပါစေရိုက်ခုရောက်ရှိနေရတော့လို့ခေါ်တယ်အနောက်ဖက်နေအင်းလေးဖက်နေတက်လာမယ်ဆိုအင်းဒီကနေပြီးမှအရှိဖက်ချမ်းကိုတက်လာပါတယ်ကျွန်တော်တကယ်လို့တောင်ကြီးဖက်နေလာမယ်တောင်ကြီးနောင်ကားလမ်းမကြီးတိုင်းတက်လာမယ်ဆိုတော့တခေါမှုရန်အောင်ဆိုတဲ့ရန်အောင်တောင်ပေါ့ဗျာအဲ့ဒီလမ်းခွဲကနေပြီးမှတက်လာလို့ရပါတယ်တကယ်စပိန်သမားဘိုက်ကားကြီး hiking တွေစီးလို့ပြေးလို့လမ်းလျှောက်လို့ကောင်းမဲ့နေရာလေးပါဗျာတကယ်ပင်လယ်ရေမျက်နှာပြင်အထက်ဘယ်နှပေမှတော့မသိဘူးတော့ပြေးတယ်โอเคပင်လယ်ရေမျက်နှာပြင်အထက်6300တယ်ဗျာကျွန်တော်အခုရောက်ရှိနေတယ်ကျွန်တော်ခမန်းချေပြောလိုက်တာဘယ်လောက်ပဲ2000မှတော့မသိတော့ဘူးလို့သိပင်နေတော့သိမပေါက်တော့ဘူးအောက်ဆီဂျင်ရနေသွားအားကြောင့်သိပင်တွေလည်းသိမရှိတော့ဘူးထင်ချိုးပင်ချိုးတလီရဲ့ရှယ်ရီပင်လေးတွေရဲ့အပင်အနေချင်းတွေတွေ့ရတယ်ဗျာပေပေါင်းဟိုးတောင်ထိပ်သွားလို့ရှိရင်ပေပေါင်းနဲ့9000ကျော်တယ်6000ကျော်နေပြီလေဆရာတော်ပြောတာအားအကြောင်းတွေပဲတကယ်ချင်းပြန်တွေ့တာငယ်တကယ်ချင်းစာတူကြက်ခဲ့တဲ့ကျောင်းဘုန်းကြီးကျောင်းမှာစာဖြေခဲ့တဲ့ဆရာတော်တူစာတွေစာမေးပွဲတွေတူဖြေခဲ့တဲ့ဆရာတော်နဲ့ပြန်တွေ့ပြုံးနေတာဒီတောင်ကတော့ဒီတောင်ကပေပေါင်း6300ဟိုးပေါ်မှာပေပေါင်း9000လေဗျာ9000ကျော်တယ်ဒီတောင်ကတော့6000ကျော်တယ်ကျွန်တော်ဆင်းလာခဲ့တဲ့လမ်းနဲ့ကျောင်းတောင်ပေါ်နေပြန်ဆင်းလာပါပြီဒါဆရာတော်ကျောင်းပေါ်နေပြန်ဆင်းလာအောင်ကြာနောက်တစ်ခါမြေကွင်းရှင်းရှင်းလင်းလင်းနဲ့မြင်ရတဲ့ဆောင်းဝင်ခါစားတို့ဘောနော်မိုးအကုံမို့လမ်းလဲသွားလို့လာလို့အဆင်ပြေမဲ့အချိန်ကျပြန်လာခဲ့ပါမယ်သူကလာပြီနဲ့ဘက်ပြီးကုံသွားပြီလားမြင်မြန်လေးရမြင်မြန်ဟောအဲ့လိုအနေထားဖြစ်နေပါပြီမျိုးကလာတော့တက်တီမလောက်တော့ဘူးဘွန်လင်းဟာဒီဟွာဆောင်းရင်းတက်လိုက်ရရင်တော့တော်တော်မိုက်ဝင်နေရလေးဗျာနောက်တစ်ခေါက်ဆောင်းရင်းရောက်လို့ရှိရင်တော့ကျွန်တော်တက်လာဖို့စိတ်ကူးထားပါတယ်အရန်လာလို့ပါခင်ဗျာယူလေးအရန်တက်တီဒေါင်းသွားပြီဆင်းလန်းလေးကိုတော့ညောတာကွာ
900cc က gravel တာယာလေးထည့်လိုက်တော့ brake shoe နဲ့သိမ့်မတူအဲကြောင့်သူ brake shoe နဲ့တာယာနဲ့ပို့နေညော်နှောင်းထွက်တယ်ပေ6000အစင်းဆိုတော့အဲ့လောက်တော့ရှိမှာပေါ့ပေ6300နော်ညံပြောတယ်ဗျာဒီနေ့ကတော့နောက်တစ်ခါမရောက်နိုင်တဲ့လမ်းတွေမျိုးပေါ့နော်နောက်တစ်ခါသွားမယ်ဆိုတကူတကတော်တော်စဉ်းစားယူရမယ်လမ်းမျိုးကိုဒီနေ့သွားဖြစ်လိုက်တာတော့ဝမ်းသာပြီးဖြစ်နေပါတယ်နောက်တစ်ခါလေကျွန်တော်ဒီဖက်လမ်းနေပဲတက်ချင်ပါသေးတယ်နောက်က အင်းလေးရှုခင်းရဲ့ဒီအရှိဘက်ကပုံးအင်းထိမြင်ရတဲ့ရှုခင်းမျိုးကိုမြင်ချင်ပါသေးတယ်ဗျာအခုနေရာဒီမှာတော့အုံဆိုင်နေတော့ဘာမှမမြင်ရအောင်ခုလိုဝါသနာတူလေးရှိတာတကယ်ဝန်တာဖို့ကောင်းတယ်ဗျကြောက်ရဲဆိုရင်ဒီလိုခင်းမျိုးကတော့သွားဖြစ်မှာမဟုတ်ပါဘူးဒီလိုစီးဖို့စီးဖြတ်လေးရလဲတကယ်ပရမီထူးပါပဲဗျခုတော့ရွာထဲပြန်ရောက်ပါပြီကတရလမ်းလေးနဲ့ပြန်တွေ့ပါပြီကတရလမ်းမကြီးပေါ်ပြန်ရောက်ပါတော့မယ်မိန်းလမ်းမပေါ်ပြန်ရောက်ပါတော့မယ်ပြန်လမ်းမှာနောင်ကားမဝင်တော့ဘူးဗျနောင်ကားဖြတ်လမ်းနေပြီးတော့မှနောင်ရွေးဘက်ကိုဝင်ပါမယ်ဒီညောင်ပင်လမ်းလက်လလေးကြားမှာဖြတ်သွားမယ်ဗျာမာသမိုင်းတော့မာသမိုင်းတော့ဝါဟိုဟိုလမ်းတော့မားဝိုင်းထင်တယ်ရောဒီတစ်ခေါက်လဲနောင်ရွေးရောက်သွားပြန်ပါပြီအော်ကတရလမ်းခင်းတာဒီနားရောက်သွားပြီဗျာကျွန်တော်တို့မိထီလာသားတွေနဲ့စပိန်စီးတော့ဒီနားမရောက်သေးဘူးခုတော့ဒီနားထိရောက်လာပါပြီဆိုတော့နင်းလို့ကောင်းသွားပြီပေါ့ဗျာပြန်လမ်းမှာသသာရာလေးဖြစ်သွားပါပြီညနေ4 နာရီတော့9 နာရီတော့ထိုးတော့မယ်ဗျာဒီနေရာပြန်ရောက်တာပဲနေဝင်มาတော့မယ်ဟိုဘုံပြန်ရောက်ပါတော့မယ်9 နာရီနဲ့40 မိနစ်တော့ရှိပြီညနေ6 နာရီနဲ့22 မိနစ်မှာဟိုဘုံမြို့ပြန်လဲရောက်ရှိလို့လာပါပြီဒီနေ့ခီးစဉ်ကတော့တကယ် organic ပဲခင်ဗျာနေ့လယ်စားတော့မရွေးသုံးထုတ်တဲ့နေပြီးသွားပါတယ်လမ်းမှာပဲဆိုင်းမှမရှိရနဲ့မရွေးထုတ်လေးတွေပဲဝယ်ပြီးတော့ခီးဆက်ခဲ့ရတာပေါ့နော်အောင်မြင်စွာပြီးဆုံးသွားပါပြီညနေ6 နာရီမိနစ်30မှာဟိုဘုံမြို့ရွှေမြို့တော်ကြီးပြန်လဲရောက်ရှိလို့လာပါပြီနောက်တော့ဘယ်လို vlog လေးတွေလာမလဲဆိုတာဆက်လက်စောင့်မျှော်ကြည့်ရှုပေးပါအောင်လို့ပြောကြရင်းနဲ့ပဲတော့မှတင်ဒီမှာလေးဆုံးသတ်လိုက်ပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ဒါကျွန်တော်တို့ခီးစဉ်သွားခဲ့တဲ့အတိုင်းလိုက်ပြီးတော့မှသွားချင်တဲ့ညီကိုများရှိခဲ့ရင်ဆိုတော့ရွယ်ချက်နဲ့နောက်ဆုံးမှမြေပုံနဲ့တကွကျွန်တော်ပြထားပါတယ်ဟောပုံကနေပြီးတော့မှတောင်ကြီးကိုတက်သွားပါတယ်တောင်ကြီးကနေနောင်ကားမိန်လန်းကြီးအတိုင်းလိုက်သွားတဲ့ခါမှာတော့ဒီဟန်ဆွေးအကြော်ရောက်တဲ့ခါမှာအနောက်ဘက်တက်တက်ကိုလွယ်ခေါ်သို့ဆိုတဲ့ဆိုင်းဘုတ်သေးသေးလေးရှိပါတယ်အဲ့တိုင်းလိုက်သွားတဲ့အချိန်မှာတော့ဆောင်းကုန်းရွာနဲ့လွယ်ကျန်းရွာဆိုတဲ့ရွာလေးတွေဖြတ်တန်းလာပါတယ်တောင်ပေါ်ရောက်တဲ့ချိန်မှာနည်းနည်းဆင်းလာပြီးမှလွယ်ခေါ်ရွာရောက်ပါတယ်ခင်ဗျလွယ်ခေါ်ရွာအကျော်မှာတော့နည်းနည်းလေးပြန်တက်ရတာပေါ့နော်လွယ်ခေါ်ရွာကနေတောက်ချောက်သွားလိုက်တာအင်းနီကြီးရွာရောက်ရှိပါတယ်အဲ့ဒီမှာတကယ်အတက်ဒီရန်အောင်တောင်ဆိုတဲ့တောင်ပေါ်ကိုရောက်ရှိလို့လာပြီပေါ့နော်ရန်အောင်တောင်ကနေပြီးတော့မှရှေ့ဘက်ကိုအစင်းပြန်ဆင်းလာမှာပြန်ဆင်းလာတဲ့ချိန်မှာတော့တောင်ကြီးနောင်ကားလမ်းအတိုင်းပြန်ရောက်ပါတယ်အနေတောင်ကြီးနောင်ကားကနေကျွန်တော်တို့ဒီတောင်ကြီးအထိပြန်မသွားတော့ဘဲနဲ့အရှေ့ဘက်ကိုဆင်းလာခဲ့တယ်ဗျပွန်အင်းဒေတာပေါ့နော်ပွန်အင်းဒေတာနောက်ဘက်ချမ်းမှာရှိတဲ့လမ်းလေးအတိုင်းလိုက်သွားတဲ့ချိန်မှာတော့ကျွန်တော်တို့ညနေ
6နာရီမှာဟောပုံးကိုပြန်လဲရောက်ရှိပြီးတော့မှလတ်တာပါတာလေးခီးစဉ်လေးပြီးဆုံးသွားပါတယ်ခင်ဗျာ